ဆရာကလှိုင်းအာကီရိုဒိုဂျိုရဲ့ကြားအုပ်ဆရာရဲကျော်သိဖြစ်ပါတယ်အာကီရိုကို2000ခွန်မှာ YH ဒိုဂျိုမှာစကစားဖြစ်ခဲ့ပါတယ်ကစားဖြစ်ပုံကဆရာကိုရဲ့တိုက်တွန်းမှုကြောင့်စတင်ခဲ့ပြီး2009ဒီဇင်ဘာမှာခါးစီရှိုးတံကိုအောင်မြင်ခဲ့ပါတယ်ဆရာက2010ကနေ2012အောက်တိုဘာလအထိဂျပန်နိုင်ငံအိုတာခုအာကီကိုင်မှာဆက်လက်လေ့လာခဲ့ပါတယ်ဆရာကအာကီရိုရှိုးတံကိုအီနာဂါဂီရှီဟန်နီတံကိုအိုဇာကီရှောရှီဟန်စန်းတန်နဲ့ယွန်းတန်ကိုအီနာဂါဂီရှီဟန်တို့ထံမှရရှိခဲ့ပါတယ်2013ကနေ2018ထိကိုဆရာကဥက္ကလာအာကီရိုဒိုဂျိုမှာဆရာကိုမောင်တန်းဆရာခင်မောင်ရေးတို့နဲ့အတူတူကစားခဲ့ပါတယ်ဆရာရဲ့ကိုယ်ပိုင်သင်တန်းကို2018ခုနှစ်ကလည်းစပြီးတော့ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်အခုဆိုရင်10နှစ်တိုင်းကြာခဲ့ပါပြီ2018ကနေအခုဒီဆရာသင်တန်းကိုဝိုင်းဝန်းခဲ့ကြတဲ့သင်တန်းသားသင်တန်းသူကလေးမိဘများသင်တန်းသီးသီးမှဆရာများနဲ့ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်Happy birthday ပါကိုရဲကျော်သိန်းအသက်ရှိချမ်းသာပါစေအာကီတို့လည်းအများကြီးကစားနိုင်ပါစေလိုင်တိုးကျိုရှင်းနေပြည့်အတွက်လည်း congratulation ပါဝမ်းသာပါတယ်အာကီတို့ဝါသနာကြီးပြီးတော့အချိန်ရောလူရောစိတ်ရောနှစ်ပြီးတော့နော်လုံနိုင်တဲ့သူကရှားတယ်ဆရာရဲကျော်သိန်းကတော့တော်တော်ကိုလုံနိုင်တဲ့ဆရာထမပါတယ်ရှင်းနေတာမှာလည်းအောင်မြင်မှုတွေတွေ့ရတယ်ရှိုးတန်းတွေလည်းအများကြီးငွေထုတ်ပေးနိုင်ခဲ့တယ်တင်ကြားမှုပိုင်းမှာဆိုရင်လည်းတခြားတို့ကြိုနဲ့မတူပဲနဲ့ပေါ့နော်အားကြီးပို့ပြီးတော့တင်ပေးနိုင်တာစေနာထားတာចောင်းသားတွေပေါ်မှာလုပ်ပေးတာအားလုံးလည်းမြင်ရတွေ့ရပါတယ်ဂုဏ်ယူပါတယ်လေးစားပါတယ်လိုက်အာကီရိုဒိုဂျိုဒီထက်ပို့ပြီးတော့အောင်မြင်ပါစေ2016မှာလည်းចောင်းသားတက်တဲ့အများကြီးရပါစေဆရာရဲကျော်သိန်းလည်း fighter မြန်ရပါစေဗျာ congratulation ပါလိုင်းဒိုဂျိုရဲ့ရှင်းနေပြနှစ်ပတ်လည်အခမ်းအနားအတွက်အဓိက message ပေးရှင်တာကတော့ကျွန်တော်တို့ရဲ့မတူညီတဲ့အဖွဲ့အစည်းကြားထဲမှာကစားကြပေမဲ့အာကီရိုရဲ့အနှစ်သာရအတိုင်းတယောက်နဲ့တယောက်သဟဇာတဖြစ်အောင်လိုက်ကစားပေးတာတယ်ကျွန်တော်တို့အပေါ်နားလေပေးတာလက်ခံပေးနိုင်တာတဲ့အတွက်လိုင်းဒိုဂျိုရဲ့ဖောင်ဒါဆရာဦးရေးကျော်သိန်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာရှင်းနေပြမသည်နောက်နှစ်ပေါင်းများစွာဒီတိုင်ပြီးတပည့်တဲ့အများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာအာရီကတိုကိုဆိုင်မအခုပြောနေတာလှိုင်းအာကီရိုမှာကစားနေတဲ့တထုံးကြော်ပါခင်ဗျာလိုင်းနေမြေမှာအာကီရိုပညာရပ်ကိုစေရောကိုပါနှိမ့်မြုပ်ပြီးတော့ပြန်လည်ဖြန့်ဝေပေးနေတဲ့ဒိုဂျိုတယောက်ရှိတဲ့အတွက်ရောလိုင်းဒိုဂျိုမှာကစားနေရတဲ့အတွက်ရောကျေးဇူးတင်မိပါတယ်အခုတင်တဲ့ရှင်းနေပြေးမှသည်နောက်နှစ်ပေါင်းများစွာကိုရဲတယောက်ကျန်းမာနဲ့အလုပ်တွေအများကြီးလုပ်နိုင်ပါစေခင်ဗျာပြောနေရ9ကီလိုမှာပမာဆုံးရှိုးတံဖြည့်ထားတယ်9ကီလိုက9ကီလိုကို EQ ခါသီးညိုနေနဲ့ပြောင်းလာပြီးတော့ရှိုးတံဖြည့်ထားပြီးတော့နှိတံဖြည့်ဖို့နှစ်လည်းပြေသွားပြီပေါ့နော်နှစ်ပြေသွားပြီးတော့နှိတံဖြည့်ဖို့ပြင်ဆင်ပြီးစောင့်နေတဲ့ဒီပြောနေရပါ9ကီလိုလေးရှင်းနေပြေသွားတဲ့အတွက်ဂုဏ်ယူပါတယ်ရှင်ဆက်ဆဲနဲ့MF မှာအတွင်းမှုရလို့ရသွားတဲ့အတွက်လည်းဂုဏ်ယူပါတယ်ရှင်အခုဆက်ဆဲအနှံကီလိုလေးကိုပြိုးထောင်လာတာ10နှစ်ရှိသွားပြီပေါ့နော်ဒီ10နှစ်တာတော့တင်မှာဆက်ဆဲအကောင်းဆိုးတွေကြုံလာရတယ်ကောင်းတာတွေပုံများပါတယ်ပြီးတော့ရှိုးရနေနဲ့အများကြီးထွက်လာတာကိုအများကြီးဝမ်းသာပါတယ်လို့နောင်လာမဲ့9နှစ်ပြည့်10နှစ်ပြည့်ဆက်ဆဲလုံနိုင်တဲ့လောက်နှစ်တွေမှာဆက်ဆဲကောင်းဆိုးတွေကြုံလာတဲ့အခါမှာကောင်းမွန်နဲ့ဖြတ်တန်းနိုင်ပါသေးလို့ဒီစမိုင်းကဆုမွန်ကောင်းတောင်းပေးပါတယ်ဒီစမိုင်းလေးကို2022ခုနှစ်မှာခါးစည်းညိုလေးနဲ့ပြောင်းလာတဲ့အကိုလက်ခံပြီးတော့အခုချိန်ထိတင်ကြပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့နောင်လာမဲ့နှစ်တွေအတွက်ဆန်ဆဲကမ်ဘာတဲ့ကရဆိုင်ဒီနေ့က line IQ တို့ဆိုရဲရှင်းနေပြည့်အထိမ်းအမှတ်နေ့ဖြစ်တဲ့အတွက် congratulations ပါလို့ပြောချင်ပါတယ်ပြီးတော့ဒီလကုန်ကြာရောက်မယ်ဆရာရဲ့မွေးနေ့ကိုလည်းကျွန်တော်ကဆရာက28နှစ်လောက်ပြည့်မယ်ထင်တယ်ဒီနှစ်ကတဲ့ happy birthday လို့ကျွန်တော်ပြောချင်ပါတယ်ဆရာလှုပ်ချင်တဲ့အိစာဝါကိုကျန်းမာငဲ့အကောင့်တွေပေါ်နိုင်ပါစေလို့ကျွန်တော်ဒီကနေဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်က2020နဲ့2023ဒီကာလတွေမှာ line IQ တို့ကျွန်မကစားခဲ့ပြီးတော့ line IQ တို့ကျွန်မနေပြီးတော့ခပတ်နဲ့ဖြည့်ထားတဲ့ချမ်းမြေဖြစ်ပါတယ်အခု2024လေးလပိုင်းလောက်ကနေစပြီးတော့ကျွန်တော်ဒီကျွန်မပညာသင်တဲ့ဒီဘက်ရောက်နေပြီးတော့လောဆယ် IQ တို့ကမကစားနိုင်သေးပေမဲ့ဒီအကုန်လုံးအခြေတကြားဖြစ်လာတဲ့ခါကျရင်တော့အားလုံးပြပြရှင်းရှင်းနဲ့
အရင်လိုစိတ်ကိုဖြစ်ရင်ဖြစ်အိုက်ကီလိုကိုဒီမှာတီကျွမ်းခဲ့တဲ့ညီမတွေအကိုတွေစီနီယာတွေနဲ့ပြန်ကစားကြပါတယ်လို့ကျွန်တော်တွေးပါတယ်ပြီးတော့အခြားစီနီယာတွေအကိုတွေဖြစ်တဲ့ကိုသက်ထွန်းကျော်တို့ကိုအောင်သူတက်တို့ဆရာဆမ်မင်းတို့နွေတို့ကိုလည်းကျွန်တော်ဒီကနေတကယ်ကိုမကြာခဏတတိယနေပါတယ်လို့နာမည်တွေကတော့ပြောရင်မကုံတဲ့အတွက်မေးရရှိရင်လည်းတတိမရမဟုတ်ပါဘူးတကယ်ကမပြောနိုင်တာပါလို့များလို့ဆိုတော့တကယ်ပဲ line aikido ဆိုကျွန်တော်နဲ့ရင်းနှီးခဲ့တဲ့ aikido အကြောင်းပြုပြီးတော့ကျွန်တော်နဲ့တနည်းတစ်ပုံရင်းနှီးခဲ့တဲ့ဘယ်သူမဆိုပေါ့လေအချိန်တန်လို့ရှိရင်အကုန်လုံးအကောင်းဆုံးအနေအထားတွေနဲ့ပြန်တွေးကြမယ် aikido ကိုပြောရှင်းစနစ်တကျပြန်ကစားကြမယ်လို့ကျွန်တော်ကဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ အားလုံးပဲမင်္ဂလာပါကျွန်တော်က Line Aikido Dojo ရဲ့ငွေချံပေါက်တစ်ပစ်ဖြစ်တဲ့ဇော်ထွန်းတန်ပါဒီနေ့ဟာကျွန်တော်တို့ Line Aikido Dojo ရဲ့ရှင်းနေပြအထိမ်းအမှတ်ဖြစ်တဲ့အတွက်ဆရာကိုရှေ့ဦးစွာဂုဏ်ပြုပေးခြင်းပါတယ်ကျွန်တော်ဟာယခုထိတိုင်း Line Aikido Dojo မှာတက်ရောက်လာတာ6နှစ်ကျော်လာပြီပဲဖြစ်ပါတယ်ဒုတိယအနေဖြင့်ကတော့ကျွန်တော်ဒီ Aikido Dojo မှာပထမဆုံးစပြီးကစားတဲ့အချိန်မှာစ၍ယခုချိန်ထိကစားတဲ့အချိန်မှာအတူတူကူညီပြီးတော့ဆော့ပေးကြတဲ့တငယ်ချင်းများတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ကြပါတယ်ကျွန်တော်ကဒီ Line Aikido Dojo မှာငယ်စဉ်ကတည်းကတက်မြောက်ခဲ့တဲ့အတွက်ကျွန်တော်ဘဝရဲ့စိတ်သက်ပိုင်းရောကိုယ်ကာယပိုင်းမှာပါကျွန်တော်ရဲ့တွေးခေါ်ပုံကိုပြောင်းလဲပေးပြီးတော့ကျွန်တော်ရဲ့အနာခံမှအသာဆန်ရမည်ဆိုတော့စိတ်သက်ကိုဆရာကရိုက်သွင်းပေးနိုင်ခဲ့ပါတယ်အဲ့အတွက်လည်းကျွန်တော်ဘဝမှာအနိုင်မရမချင်းအရှုံးမပေးရမည်ဟုသောစိတ်သက်ကိုရရှိလာနိုင်ခဲ့ပါတယ်အာကီဒိုရဲ့အနှစ်သာရကိုစတင်ခန်းစားရတဲ့ရှိုးရန်ဆိုတဲ့နေရာကိုရောက်ဖို့ကျွန်တော်မှာအခက်အခဲအများကြီးကိုဆိုင်ခဲ့ရပါတယ်ကိုဗစ်ကြောင့်တော့၎င်းအခြားအကြောင်းအရာတွေကြောင့်၎င်းကျွန်တော်အာကီဒိုနဲ့ဝေးကွာခဲ့ရပါတယ်သို့တော့ဆရာရဲ့ကူညီပေးမှုတွေကြောင့်ကျွန်တော်အာကီဒိုကိုပြန်ပြီးတော့စိတ်ပါလာခဲ့ပါတယ်အဲဒါကြောင့်ရှိုးရန်ဖြေဖို့ကိုလည်းဆုံးဖြတ်ခဲ့ပါတယ် ဆက်ပြီးတော့ဆရာကောင်းဆုံးဆက်ရှောက်လာပါ ဆရာရဲ့မွေးနေ့အတွက် pre happy birthday ပါဆိုပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ရင်းနဲ့ပဲဆရာဂုဏ်ရရဲ့တပေကောင်းဖြစ်အောင်ဒါတက်နိုင်သမျှဆက်ကြိုးစားသွားပါမယ် မင်္ဂလာပါဒီနေ့ကြာရောက်တဲ့ Line Aikido Dojo ရဲ့ရှင်းနေပြည့်နှစ်ပတ်လည်အခမ်းအနားကိုတက်ရောက်လာကြတဲ့ဆရာရဲနဲ့တကွစီနီယာများတင်နန်းသားများကစားပေါ်များမိတ်ဆွေများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်လွန်ခဲ့တဲ့၈နှစ်ကစတင်ခဲ့တဲ့ဒီခီးလန်းဟာခုဆိုရင်ခိုင်မာတဲ့တက်တန်းတစ်ခုကိုရောက်ရှိလို့လာခဲ့ပါပြီ။ Aikido ဆိုတာအင်အားသုံးတိုက်ခိုက်ခြင်းထက်မိမိကိုယ်ကိုထိန်းချုပ်ခြင်းနဲ့တစ်ဖက်လူနဲ့တဟဇာတာဖြစ်အောင်နေတိုင်းခြင်းတက်ပညာဖြစ်ပါတယ်။ဒီ၈နှစ်တာကာလအတွင်းမှာကျွန်တော်တို့ဆရာရဲနဲ့တကွတင်နန်းသားများဟာဒါမိပေါ်မှာအတူတူလေးကြခဲ့ကြတယ်အတူတူပြန်ထားခဲ့ကြတယ်တယောက်ကိုတယောက်ဖေးမရင်နဲ့ဒီပညာရက်ကိုလေ့လာခဲ့ကြပါတယ်အဓိကကျေးဇူးတင်ချင်တာကတော့ကျွန်တော်တို့စိတ်ရှိလက်ရှိလမ်းပြပေးတဲ့ဆရာရဲကျော်သိန်းစမ်းစေးရဲပါပဲဆရာရဲ့လမ်းညွှန်မှုတွေကြောင့်ကျွန်တော်တို့ဟာနီးစနစ်ပိုင်းတွေနဲ့မကဘဲနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတွေကိုပါရရှိခဲ့တာဖြစ်ပါတယ်ဒါအပြင် Line Aikido Dojo ရဲ့မိသားစုဝင်အဖြစ်လက်ခံပေးတဲ့အတွက်လည်းဆရာကိုအထူးကျေးဇူးတင်ရှိပါတယ်ဘုန်းချုပ်အနေနဲ့ကျွန်တော်တို့ရဲ့ Line Aikido Dojo ဟာဒီတက်မကတဲ့နေပေါင်းများစွာတိုင်အောင် Aikido ရဲ့နီးစနစ်တွေ Aikido ရဲ့ငြိမ်းချမ်းမှုတွေ Aikido ရဲ့စိတ်ဓာတ်တွေကိုဖြန့်ဝေပေးနိုင်တဲ့နေရာတစ်ခုဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေကြံသေးတယ်ဒီလထဲမှာပဲဆရာရဲ့မွေးနေ့ရှိတယ်လို့ပြောပါတယ် Happy birthday ပါဆရာကျွန်တော်တို့နဲ့အတူတူဆက်ပြီးချောနေပေးပါ ဆူမိုပါLine Aikido Dojo ရှင်းနေပြီးရဲ့အတွက်ဂုဏ်ယူပါတယ်အဖြူ level ကနေစပြီးအခုရှိုးတန်အထိဂရုစိုက်ပြီးရဲ့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်လဲဆရာအာကီဒိုကျန်းကျန်းမာမာနဲ့ဆက်ဆော့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မင်္ဂလာပါဆရာသမီးကတော့စန်းတီတီဖြစ်ပါတယ်ဆရာတင်နန်းကနေပဲရှူရန်ပြီးထားတဲ့သူတရားဖြစ်ပါတယ်အဖြူကနေရှူရန်ဖြစ်လာတဲ့ဒီတင်ကြားပေးခဲ့တဲ့ဆရာရဲကျော်တင်ကိုလည်းကျေးဇူးတင်ပါတယ်ဆရာတင်နန်းရှင်းနေပြီးအတွက်လည်းဂုဏ်ယူပါတယ်ရှေ့ဆက်လာမယ့်နှစ်တွေမှာလည်းဆရာတင်နန်းတိုးတက်အောင်မြင်စေဖို့အတွက်သမီးဆုတောင်းပေးပါတယ်သမီးကလည်းဆရာအကူဂုဏ်ယူရတဲ့တပည့်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားတော့ပါမယ် Hello Line Aikido Dojo ရဲ့ရှင်းနှစ်ပြည့်အထိမ်းအမှတ်နဲ့ဆန်းဆက်ရဲ့ဒီတလားထဲမှာမွေးနေ့ဘက်ကိုအကျိုးပြီး over တဲ့တော့ပါရှင်အကောင်းဆုံး congratulation ပါညီမတို့လောဆယ်ရန်ကုန်မှာမရှိတော့ဟုတ်လား
ကိုယ်တိုင်ရင်းနှစ်တရားလို့တို့ကြလာပြီးတော့ congratulation လုပ်လို့တော့မရတယ်ပဲခုတရားနေပဲပေါ့နော်ဒီဂျီကိုနဲ့အဲ့လိုဆက်ပြီးတော့ congratulation လုပ်လိုက်တာတကယ်ထားအာဂီတို့တို့ပြောအခုဆိုအဲ့လိုရှင်းနေချင်းရအောင်ဖြစ်သွားတယ်ကိုရီးယားတော့ဒါအာဂီတို့မှာ3နှစ်ကုန်ဆုံးခဲ့ပေါ့အဲ့3နှစ်အတွင်းလဲအဲ့လိုအများကြီးပဲကြုံခဲ့ဥတတာတွေရောအဲ့လိုမျိုးပေါ့နော်လူတွေအကြောင်းရောအစုံပေါ့နော်ပေါ့ရှင်လေဒီပညာရက်ကိုလည်းတေးချာချာလို့လေးလာလို့ရတယ်ပေါ့နော်အဲ့ဒီပညာရက်ကိုပဲဒီ aikido ဆိုတဲ့အဲ့ခါကိုပဲအပြင်အလုပ်ခွင်နေပါအောင်ပဲအဲ့လိုမျိုးအသုံးချခဲ့ပေါ့အဲ့ဒီရောက်သွားလက်ချွတ်အောင်မို့နော်လိုက်လို့ညှိချွေအောင်နေတာမျိုးအဲ့လိုပုံစံမျိုးပြောရပါဒါပေမဲ့အဲ့လိုမျိုးတော်တော်လေးဟိုမှာပဲတင်ယူခဲ့အဲ့ဒီမရဲ့ပြောမယ်ဆို19နှစ်ကနေစပြီးအဲ့လိုငယ်အချိန်ပေါ့နော်ခင်းနေကြအဲ့အချိန်ကနေစပြီးအခု23နှစ်အထိတော့အဲ့လိုခါရကီတိုတို့ချုပ်ပါပဲအချိန်ကုန်ဆုံးခဲ့ရမှာကိုယ့်အနေကိုဒီကတော့အဲကြောင့်တစ်ခုကိုရောက်သွားတယ်လို့ထင်တာပဲဘာလဲကိုစဉ်းစားအခုဆိုလဲခြားတဲ့ညာရအောင်ပြောနော်ဒါနဲ့အဲ့လိုဒီတို့ချိုမှဒါအချိန်မဆုံးအချိန်မကုန်ဆုံးခဲ့လို့ရှင်လေအခုချိန်လိုနေရာမှာရောက်ပါမလားဆိုခါကျရင်တွေ့ရမျိုးလည်းရှိတယ်အဲ့လိုစန်ဆယ်ကြီးဆိုအောင်ရှင်အဲ့လိုတို့ချိုမှရှိရတဲ့ခြားလူတွေပေါ့မနူးတွေအောင်ရှင်လေတို့အကုန်လုံးပါပဲဒီမှာပြောမယ်ဆိုရှင်ဒီလူတွေနဲ့တွေ့ခဲ့ရညီမတို့ကတအားအောင်ပါပဲကန်ကောင်းတယ်တော့လုံးဝအကြံဉာဏ်တွေအခုနေအဲ့လိုမျိုးပြီးတာအချင်းအကြံလန်ပေါ့နော်အဲ့တော့ပြောဖို့ကောင်းတယ်အခုကတော့ဆက်လဲတို့ချိုလာပြီး congratulation လုပ်လို့မရဘူးလဲလာစားလို့မရတော့ဒါကုန်းစင်လို့မရတော့တော့ဆန်းဆဲကိုလည်းကျေးဇူးတင်ပါတယ်ဆန်းဆဲလည်းဒီလုပ်ငန်းကိုအကြာကြီးလုပ်နိုင်ပါစေလို့လုပ်ငန်းတော့မဟုတ်ဘူးပေါ့နော်ဒီဝါဒနာပေါ့နော်တင်တာလည်းဝါဒနာပဲဆိုတော့ဒီဝါဒနာကိုဆန်းဆဲလုပ်ချင်လောက်စိတ်ရှိလောက်ပေါ့နော်လုပ်နိုင်ပါစေလို့တောင်းပါတယ်ဒီထက်မကလည်းအများကြီးကြီးပွားပါစေထက်မကအများကြီးနဲ့ချားအစ်စ်ထက်ရောက်လာမယ်တင်တန်းသားကြီးလည်းထပ်ဖို့အများကြီးဝယ်ကျွေးနိုင်ပါစေ